ဒါကျွန်တော်တို့ဟိုဟာ R2 test net guide လုပ်ပြီးတာပေါ့ R2 test net တော်တယ်များလောက်ကတာတိုင်ပတ်နေတာတွေ့လို့အဲ့ဒါဆိုကျွန်တော်တို့တိတ်ပြီးတော့ရှေးဝေးတော့မပြောတော့ဘူးရားပဲစာကြည့်လိုက်တော့ပေါ့ဒါဆိုရင်ဒါက R2 website ထဲမှာ R2 website ထဲမှာအဲ့ဒါဆိုရင်ကျွန်တော်ဗာနေရမလဲ wallet connect ပဲလောက်ကမှာပဲကျွန်တော် wallet connect အရင်လုပ်မယ်ကိုသုံးတဲ့ wallet နဲ့လုပ်မယ်ကျွန်တော်ကတော့ Ruby သုံးတာများတယ်အဲ့တော့ကျွန်တော် Ruby နဲ့ပဲ wallet connect လုပ်လိုက်မယ် Okay သူကဒါကျွန်တော်ကချိန်ပြီးသားမလို့တန်းရသွားတာထချိန်ရချင်းဆိုရင်တော့သူနှိပ်ကြတဲ့ဟာလေးရှိရလေအကောင်လေးတစ်စင်းချင်းသွားမှချိန်ပါမှာပေါ့ဒီကတော့ချိန်ပြရပါပြီရပြီးသွားပြီဆိုတော့သူ့မှာကဘာလောက်ကမှာလဲဆိုတော့အဆင့်က3ဆင့်ရှိတယ်ကျွန်တော်ပထမစွတ်မယ်ဟုတ်ပြီစွတ်မယ်စွတ်ကမယ်စွတ်ပြီးသွားလို့ရှင်စွတ်ပြီးသွားတဲ့R2 USD ကို SR2 USD ပြန်ပြောင်းမယ်ကျွန်တော်ပို့ထဲမှာလည်းရေးပေးထားတယ် SR2 USD ပြန်ပြောင်းမယ်ပြန်ပြောင်းပြီးရင်ကျွန်တော် liquidity app ဒီအဆင့်တွေပဲရှိတာအဲကျွန်တော်တစ်ခုချင်းလောက်ပြမယ်ဒီလောက်ပြမယ်ဆိုတော့ပထမဦးဆုံးဒီမှာ USDC ရှိဖို့လိုတယ်သူ USDC ရှိဖို့လိုတယ်သူ USDC ကိုဘယ်ကယူရမလဲဆိုတော့ကျွန်တော်ဒီမှာသူ့ရဲ့ Discord channel ထဲမှာforce နေယူလို့ရတယ်ဒီမှာဒီဘယ်လိုယူရမလဲဆိုလို့ရှိရင်ကျွန်တော်ဒီမှာ force မပေါ်ရင်တော့အဲ့လိုတန်းမပေါ်ရင်တော့ကျွန်တော်တို့ force လို့ပဲရေးပေးလိုက်ရတယ်ပြီးသွားလို့ရှိရင်နောက်က address နေရာမှာကို address ထည့်မယ်ကို address ထည့်မယ်ထည့်ယူရပြီဆိုလို့ရှိရင်ကျွန်တော်တို့ကပို့လိုက်မယ်ဆိုရင်ကျွန်တော်ဒီမှာကျွန်တော်ဆိုလို့ရှိရင်ဒီမှာ fail ဖြစ်သွားတယ်ဒါကကျွန်တော်24နိုင်မပြည့်သေးလို့ပေါ့မပြည့်သေးလို့ကျွန်တော်ဒီမှာအပေါ်ဆုံးက Sipolia ရဲ့အောက်မှာ plan ရဲ့ RVPN ရဲ့ Mona ရဲ့ BSC ရဲ့ Bay ရဲ့ကျွန်တော်အကုန်ယူပြီးသွားပြီဆိုလို့ရှိရင်ကျွန်တော်2မိနစ်3မိနစ်လောက်နေလို့ရှင်ကျွန်တော်ရောက်လာလိမ့်မယ်ဒီလိုမျိုး1000ကိုပြီးရောက်လာလိမ့်မယ်သူကတစ်ခါယူရင်1000ရတယ်ဆိုတော့1000ကိုပြီးရောက်လာလိမ့်မယ်ကျွန်တော်ဒီမှာ1000ကိုပြီးတော့ရောက်လာပြီးသွားပြီဆိုလို့ရှိရင်ကျွန်တော်ပထမဆုံးစဆွတ်မယ်ဆိုလို့ရှိရင်ကျွန်တော်ရှိသမျှ USDT ကိုမှတ်ထားပြီး1000လုံးကိုပဲ R2 USDT ကိုဆွတ်လိုက်မယ်ဒါတော့ကျွန်တော်ပုံမှန်ဆွတ်နေကြအတိုင်းပါပဲဘာမှထူးခြားတော့မဟုတ်ပါဘူးကျွန်တော်ဆွတ်မယ်ဆက်ပြီးသွားပြီဆိုလို့ရှိရင်သူကတစ်ခါတန်းရပါတယ်မကြပါဘူးဆက်ပြီးသွားပြီဆိုရင်ကျွန်တော် SR2 USDT ကိုသွားမယ် SR2 USDT ထဲမှာကျွန်တော်တို့က straight လောက်ကမယ်ဆိုတော့ကျွန်တော်ဒီ1000လုံးကိုမလုပ်ဘူး1000လုံးကိုမလုပ်ခိုင်းတယ်ကျွန်တော်တို့က900ပဲလောက်က900ကျွန်တော်ဒီမှာ1000ရှိရင်900 2000ရှိရင်1000ပေါ့တဝက်ပဲ straight လုပ်လိုက်မယ်ဆိုလို့ရှိရင်သူလည်းညံတယ်ပြီးသွားလိမ့်မယ်သူလည်းပြီးသွားပြီဆိုလို့ရှိရင်ကျွန်တော်ဒီမှာ liquidity ရှိတယ် liquidity တွေကိုသွားမယ် liquidity ထဲမှာကျွန်တော် liquidity အပ်မယ်ခုန map ပဲထားပေးလိုက်မယ်ဒါဆိုရင်ရုံးမှာရှိတဲ့ R2 USDT 900နဲ့ SR2 USDT 900ကိုအပ်ပေးလိုက်လို့ရပြီသူ့မှာအဓိကလောက်ကမှာတော့ဒါပဲရှိတာပါဒီမှာဆိုလို့ရှိရင်ပြီးသွားပြီဆိုလို့ရှိရင်ကျွန်တော်ဒီနားမှာကျွန်တော်နောက်ကရှိရဲနောက်ကမှာခုနကျွန်တော်လုပ်ရတာက Sipolia ပေါ်ကနောက်ထပ်ကျွန်တော် plan network ကိုပြောင်းလုပ်မယ်ဆိုရင်ဒီမှာဆိုလဲကျွန်တော်ကအခုက force မယူရသေးလို့ပေါ့ force ယူပြီးသွားပြီဆိုရင်ဒီမှာလည်း1000ရှိနေလိမ့်မယ်ခုနအဆင့်တွေတိုင်းပဲလုပ်မယ်ပြီးသွားလို့ရှိရင်ဒီမှာတခြားဟာတွေလည်းအတူတူပဲဆရာ RVPN တို့ Mona တို့ BNB တို့ Bay တို့အားလုံး6ခုရှိတယ်6ခုရှိရဲဆိုတော့ဥမာကိုက RVPN လုပ်မယ်ဆိုလို့ရှိရင် RVPN force တော့ရှိနေဖို့လိုတယ်ဒါမှကျွန်တော်ခုန transaction ကိုလုပ်လို့ရမှာMona ဆိုလည်းအတူတူပဲဒီမှာလိုတဲ့ USDT force တွေအကုန်လုံးဒီရပဲယူမယ်ဒီမှာကျွန်တော် daily လုပ်မယ်ဆိုလို့ရင်တော့အကုန်လုံးတစ်ခါလေးတိုက်ယူလိုက်တော့ပြီးတစ်စင်ချင်းပြီးလောက်သွားရုံပဲဆိုတော့မှဆိုတော့နောက်တစ်ခုပြောတဲ့ရှိရဒီမှာ Mona ဆိုလို့ရှိရင်ကျွန်တော်ဒီမှာကျွန်တော် USDT 1000ရှိတယ်1000လုံးကိုဆွတ်လိုက်ဆွတ်ပြီးသွားပြီဆိုလို့ရှိရင်သူ့မှာက liquidity မရှိဘူး liquidity အဲ့လိုမရဘူးကျွန်တော်ဘာလုပ်ကြမလဲဆိုတော့မထွေးဘူးဘာလုပ်ကြမလို့ခုနဒီနေရာမှာတော့ခွဲမနေတော့ပဲနဲ့အကုန်လုံးကိုပဲ SR2 USDT အထက်ပဲဆွဲလိုက်တော့မယ်တော့ဒီမှာအားလုံး6ခုရှိမယ်ဒါဆိုရင်ပြီးသွားသူလောက်ကမယ်ဟာပြီးသွားပြီ
မှာဆိုလို့ရှိရင် arbitrarian ဆိုရင် arbitrarian Cipolla field လို့မယ် monad ဆိုရင် monad mon field လို့မယ် BNB ဆိုရင်တူတူပဲသူ BNB force လို့မယ်ကျွန်တော်တကယ်ဟိုက fan အစ်စ်ကိုပြောတာမဟုတ်ဘူးเนาะသူတို့ပေါ်က force တွေကိုပြောတာ base ဆိုရင်လည်းကျွန်တော် base Cipolla force တွေရှိတယ်အဲ့ဒါလေးတော့ရှိနေလို့လိုတယ်ဒါဆိုရင်တော့ရှားပါပြီသူကသူ့မှာကဒါပဲလုပ်ပြလို့တယ်